အသက်ငယ်ပေမဲ့ CEO တယောက်အနေနဲ့ရည်တည်နေနိုင်ပြီဖြစ်တဲ့အလှမဲဟောင်းဟန်ဒီပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဟန်ဒီကတော့အသက်ငယ်ပေမဲ့အရေးချင်းရှိတဲ့အလှမဲတယောက်အနေနဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့သူတယောက်ဖြစ်ပါတယ်ဟန်ဒီကအမှုပညာလောကကိုအလှမဲတယောက်အနေနဲ့ဝင်ရောက်လာခဲ့သူတယောက်လည်းဖြစ်ပါတယ်အသက်15နှစ်အရွယ်ကလေးကအလှမဲလောကတွေကိုဝင်ရောက်ခဲ့သလိုနိုင်ငံတကာပွဲတွေထိလည်းအကောင်းဆုံးဖြစ်အောင်ရှင်ပြိုင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်ဟန်ဒီကအလှမဲပိုင်းနဲ့ပတ်သက်ရင်အတွေ့အကြုံများကြီးရှိပါတယ်ပေချန်လောကမှာပွဲပေါင်း9ပွဲလောက်ပြိုင်ခဲ့ပြီးပရိသတ်အားပေးမှုကိုတခဲနဲ့ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဟန်ဒီကအလှမဲ့တယောက်အနေနဲ့ပရိသတ်အားပေးမှုကိုရပြီးချိန်မှာအမှုပညာလောကတွေကိုနောက်ထပ်ခြေလှမ်းအသစ်တွေနဲ့ဝင်လာခဲ့ပြီးမြဲထင်သလောက်အောင်မြင်တာကတော့သူ့ရဲ့ကံပါပဲ။ဟန်ဒီကအောင်မြင်တဲ့အလှမဲ့တယောက်ဖြစ်ပြီးချိန်မှာမော်ဒယ်တယောက်အနေနဲ့အမှုပညာအလုပ်တွေလုပ်ခဲ့သလိုအဆိုတော်တယောက်အနေနဲ့တခြင်းခွေပါထွက်ခဲ့တဲ့အပြင်တရုတ်ဆောင်တယောက်အနေနဲ့ရုပ်ရှင်ဇာတ်ကားပါရိုက်ကူးခဲ့ပါသေးတယ်။သူကတော့ပထမဆုံးတခြင်းအယ်ဘမ်ဖြစ်တဲ့မချစ်တတ်သေးဘူးဆိုတဲ့တခြင်းအယ်ဘမ်ကိုထုတ်ခဲ့ပြီးမြဲပရိသတ်တွေကတတိမထားမိခဲ့ကြပါဘူး။ဟန်ဒီကတော့အဆိုပိုင်းမှာတိတ်မထင်ရှားခဲ့ပြီးမြဲတရုတ်ဆောင်ပိုင်းမှာထင်ရှားအောင်ကြိုးစားခဲ့ပြီးမြဲလေပရိသတ်အတိမတ်ပြူတာကိုမခံခဲ့ရတဲ့အခြေအနေပါ။သူက2016လောက်မှာမင်းသမီးအီချောပုံနဲ့အတူအလွမ်းတန်နာရီဆိုတဲ့ဇာတ်ကားကြီးရိုက်ကူးခဲ့ပြီးမြဲမအောင်မြင်ခဲ့သလိုတရုတ်ဆောင်တယောက်အနေနဲ့လည်းမရက်တည်နိုင်ခဲ့ပါဘူး။ဟန်ဒီကတော့အချိန်ချင်းကြိုးစားပြီးမြဲအရာမထင်ခဲ့တာကြောင့်အခုဆိုရင်အမှုပညာထက်စီးပွားရေးဘက်ကိုဦးတည်နေပြီလည်းဖြစ်ပါတယ်။ဟန်ဒီကတော့အမှုပညာရှင်တယောက်အနေနဲ့အောင်မြင်မှုတွေရအောင်နာမည်ကိုအချိန်ချင်းပြောင်းတဲ့အထိလုပ်ခဲ့ပြီးမြဲအောင်မြင်မှုမရခဲ့ပါဘူး။မူလနာမည်ဟန်ဒီကနေဟန်ဒီနောက်တစ်ချိန်ဟန်ဒီကနေဟန်ဒီကိုပြန်ပြောင်းတဲ့အထိလုပ်ခဲ့ပြီးမြဲအမှုပညာပိုင်းမှာအောင်မြင်မှုမရခဲ့တာကြောင့်နောက်ပိုင်းမှာစီးပွားရေးလောကတွေကိုဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ဟန်ဒီကအလှမယ်လောကမှာနာမည်ရတဲ့လူတစ်ယောက်အဖြစ်ရှိပေမဲ့လုပ်ငန်းပိုင်းမှာတော့တစ်ကနေစားခဲ့ရတာမို့အခက်အခဲတွေအများကြီးပါပဲ။ဟန်ဒီကကိုပိုင်ဆိုင်ဖွင့်တာမဟုတ်ပဲကုမ္ပဏီမှာအလုပ်ဝင်ခဲ့တာပါ။သူကအလုပ်ကို assistant manager တယောက်အနေနဲ့ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။လူတော်တော်များများကအောက်ခြေကစားကြပေမဲ့ဟန်ဒီကအလဲလောက်ကနေစားခဲ့တာမို့လုပ်ငန်းခွင်ထဲမှာတော့မကြည့်သူတွေကအများပြားပါပဲ။သူလှုပ်ဆောင်ဝင်ချိန်မှာအမှုပညာသမားကဘာလို့တက်မှလဲဆိုတဲ့အကြည့်တွေမနာလိုတဲ့တံကိုလည်းခံစားခဲ့ရတာလည်းဖြစ်ပါတယ်။လုပ်ငန်းခွင်ကလူတွေကဟန်ဒီဆိုတာအမှုပညာရှင်လို့သတ်မှတ်ထားသလိုဘာမှမတက်ဖဲ assistant manager လာလုပ်တဲ့ဆိုပြီးမကြည့်တဲ့အကြည့်တွေနဲ့ကြည်တာခံခဲ့ရပြီမယ်။အခုကတော့အချိန်တွေလောက်ရက်တွေကတည်တည်ပြလာခဲ့ပါပြီ။ဟန်ဒီကအမှုပညာရှင်တယောက်ဖြစ်ပြီးမဲ့ချီမိုးမနေပဲအလောက်ကလူတွေကိုသူကအရင်စားခေါ်သလိုသူရဲ့အလုပ်တွေကိုလည်းတာဝန်ကျအောင်လုပ်နိုင်ခဲ့တာမို့လုပ်ငန်းခွင်မှာလည်းအဆင်ပြေခဲ့သလိုသူလိုချင်တဲ့နေရာကိုလည်းရောက်လာခဲ့တာလို့ဆိုပါတယ်။ဟန်ဒီကတာမန်ဝန်ထမ်းတွေလိုပဲမနက်9နာရီကနေ9နာရီအထိအလုပ်လုပ်ရတာမို့ပင်ပန်းတာတွေရှိသလိုအမှုပညာဘက်ကိုလည်းအာရုံမစိုက်နိုင်တော့ပါဘူး။သူကအားလည်းရမှာပွဲရီကြော်ညာတချို့လက်ခံတာကလွှဲရင်ကျန်တဲ့အချိန်တွေကိုအလုပ်ထဲမှာသာနှိမ့်မြုပ်ထားတာပါ။ဟန်ဒီက assistant manager ဘဝနဲ့မတင်တိန်နိုင်တာမို့လုပ်ငန်းခွင်မှာလိုအပ်တဲ့ပညာတွေကိုအပြည့်ဖြည့်နေခဲ့တာကြောင့်အခုဆိုရင် CEO တယောက်တောင်ဖြစ်ခွင့်ရတော့မှလည်းဖြစ်ပါတယ်။သူရဲ့အရေးချင်းလုံနိုင်စွမ်းကိုသဘောကျခဲ့တာမို့အခုဆိုရင် CEO တယောက်အနေနဲ့လုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်ခွင့်ရတော့မှလည်းဖြစ်ပါတယ်။ဟန်ဒီကတော့အမှုပညာမှာထင်သလုံးဖြစ်မလာခဲ့ပေမဲ့စီးပွားရေးမှာတော့သူစူးစမ်းရင်စူးစမ်းသလောက်အရာထင်ခဲ့ပြီလည်းဖြစ်ပါတယ်။အသက်20ကျော်အရွယ်မှာပဲကိုပိုင်ရေးချင်းနဲ့တောက်ပနိုင်ခဲ့တာမို့ပရိသတ်တွေကလည်းဝိုင်းမီချီးကျူးနေကြပြီလည်းဖြစ်ပါတယ်။